မင်္ဂလာပါခင်ဗျာ Football Center page ကနေပြန်လဲကြိုဆိုလိုက်ပါတယ် subscribe မလုပ်ရသေးရင်တော့ subscribe လေးလုပ်ပေးကြပါခင်ဗျာဒီနေ့မှာတော့ကျွန်းစုနိုင်ငံလေးဖြစ်တဲ့ Cape Verde ကဘလိုမျိုးကမ္ဘာဖလားရဲ့ပရိသတ်တွေကိုစိတ်လှုပ်ရှားကန်လှုပ်စေပြီးတော့အာဂျင်တီးနားနဲ့တွေ့ဆုံမှုအတွက်ဖန်တီးခဲ့တဲ့ဆိုတဲ့အကြောင်းတင်ဆက်သွားမှာဖြစ်ပါတယ်လူဦးရေ9သိန်းကျော်ပဲရှိတဲ့ Atlantic သမုဒ္ဒရာတွေကကျွန်းစုနိုင်ငံလေးဖြစ်တဲ့ Cape Verde ကတော့ကမ္ဘာဖလားရှုံးထွက်စဉ်ကိုတန်လှမ်းနိုင်ခဲ့တဲ့တမိုင်းတစ်လျှောက်အသေးဆုံးနိုင်ငံဖြစ်တဲ့စံချိန်တင်လိုက်ပါတယ်သူတို့အတွက်တော့တကယ်ဆုလက်ကြီးကတော့လာမယ့်တောက်ကြနေ့အင်တာမီယမ်မီမှာလက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ထိပ်တိုက်တွေ့ရမှာပဲဖြစ်ပါတယ်။ဆော်ရီနဲ့ဂုံးရှိတရေကြပြီးချင်းမှာပဲကွင်းထဲမှာကစားသမားတွေအကုန်လုံးဖုန်းတစ်လုံးကိုဝိုင်းအောင်ကြည့်နေကြပါတယ်။တစ်ဖက်ကစပိန်နဲ့ဥရုဂွေးပွဲပြီးခရာမှုံမဲ့အချိန်ကိုလည်းရင်တထိတ်လေးနဲ့စောင့်နေကြတာပါ။စပိန်နိုင်လိုက်ပြီဆိုတဲ့ဆုံးဖြတ်ချက်သတင်းလဲကြရောကွင်းထဲမှာပွဲကြီးပရိသတ်ပေါ်မှာပါဝမ်းသာလုံးမျက်ရည်တွေကြကုန်ကြပါတယ်။ဒါဟာအခုချိန်ထိဒီကမ္ဘာဖလားရဲ့စိတ်လှုပ်ရှားအကောင်းဆုံးအကိုက်ထက်မှာပဲလို့ BBC ရဲ့အစီအစဉ်မှု Robert Law ကပြောသွားပါတယ်။တကယ်တော့သူတို့ရဲ့ခီးလန်းကမလွယ်ခဲ့ပါဘူး။အဖွင့်မဲမှာစပိန်ကိုဂုံးရှိသေးကစားတဲ့ကောင်ကလည်းအသက်40ရွယ်ဂိုးသမားကြီးဗိုဇင်ညာကအစွမ်းပြခဲ့တယ်လို့ဒုတိယပွဲမှာလည်းကမ္ဘာဖလား2ကြိမ်ရဘူးတဲ့ဥရုဂွေးကို2-9နဲ့တေကြအောင်ကစားနိုင်ခဲ့တာပါ။စပိန်ကစားသမားဟောင်းဝမ်မာတာကတော့သူတို့လှုပ်ပြနေရအံ့ဩစရာပါပဲ။စပိန်နဲ့တပွဲတည်းမဟုတ်ဘူး။သုံးပွဲလုံးကိုထိပ်တန်းအဆင့်ကစားသွားတာလို့ချီးကျူးခဲ့ပါတယ်။အာဖရိကချန်ပီယံဖြစ်ခဲ့ဘူးတဲ့ကင်မရွန်ကိုခြေစစ်ပွဲမှာကြော်ဖြတ်ပြီးတော့ဒီအဆင့်ထိရောက်လာဖို့အတွက်သူတို့ကဘာတွေပြင်ဆင်ခဲ့ကြတာလဲ။ဒီငမန်းပြားလို့ခေါ်တဲ့ Blue Shed အသင်းရဲ့အဓိကအောင်မြင်မှုလိုအပ်ချက်ကတော့ဘောလုံးဖွဲ့ချုပ်ကနိုင်ငံရခြားမှာရောက်နေတဲ့ကိဗ္ဗာဒီနယ်ဘွားကစားသမားတွေကိုလိုက်ရှာပြီးတော့အသင်းနဲ့ခေါ်ယူခဲ့တာကြောင့်ပါ။အရင်ကမိုးခေါင်ရေရှားမှုတွေကြောင့်ပေါ်တူဂီနဲ့နယ်သာလန်ကရော်ဒါဒန်မြို့တွေစီကိုပြောင်းရွှေ့ထားတဲ့ကိဗ္ဗာဒီနယ်ဘွားတွေအများကြီးရှိပါတယ်။အခုကမ္ဘာဖလားလူစင်26ယောက်ထဲမှာ14ယောက်ကပြည်ပမှာမွေးတာဖြစ်ပြီးတော့6ယောက်ကရော်ဒါဒန်မြို့သားတွေပါကင်မရွန်ကိုနိုင်တဲ့ပွဲမှာအနိုင်ကိုသွင်းခဲ့တဲ့တိုက်စစ်မှုလီဗရာမန်ဒိုဆိုရင်တော့ပေါ်တူဂီကလပ်မှာကစားနေရဖြစ်ပါတယ်နောက်ပြီး2019တုန်းကခန်းစစ်မှုရောဘတ်တိုလိုဘတ်ကိုလူမှုကွန်ရက်ဖြစ်တဲ့ LinkedIn ကနေတဆင့်ရှာဖွေဆက်သွယ်ခဲ့ပြီးခေါ်ခဲ့တဲ့ဇလန်ကလည်းတော်တော်ကိုစိတ်ဝင်စားစရာပါကျွန်တော်တို့မှာကမ္ဘာအကောင်းဆုံးအသင်းတွေနဲ့ရှင်ကစားနိုင်တဲ့ဆိုတဲ့ယုံကြည်မှုရှိပါတယ်ဒါကရုတ်တရက်ကြီးဖြစ်လာတာမဟုတ်ပဲအသင်းကြီးတွေနဲ့တဒန်းနဲ့ဖြစ်အောင်ရေရှည်စီမံကိန်းချပြီးအကောင့်ထဲပေါ်ခဲ့တာပါလို့လိုဘတ်ကပြောပါတယ်။နောက်ပြီးတော့အသင်းရဲ့နီးပြကြီးဖြစ်တဲ့နီးပြဘူဘစ်စတာကိုလည်းအများကြီးချီးကျူးရပါမယ်။သူကိုယ်တိုင်လည်းကစားသမားဟောင်းဖြစ်ပြီးတော့2020ကတည်းကအသင်းကိုကင်တွယ်လာတာပါ။နီးပြအဖွဲ့ကတည်ငြိမ်တဲ့အတွက်ခံစစ်ကြစ်ကြစ်လေးလေးနဲ့စနစ်ကျတဲ့အသင်းသတင်းကိုတိစောက်နိုင်ခဲ့ပါတယ်။သူတို့ရဲ့စီကံရှိမှုကိုကြည့်ကြရင်တော့စပိန်လိုအသင်းကြီးနဲ့ကစားတဲ့ပွဲမှာပွဲလုံးမှာမှဖောင်းကျူးလိုမှုတစ်ကြိမ်ပဲရှိခဲ့လို့1966နောက်ပိုင်းကမ္ဘာဖလားမှာအမှားအနည်းဆုံးစံချိန်ဖြစ်လဲစံချိန်ဝင်ခဲ့ပါတယ်။ဒုတိယပွဲဥရုဂွေးနဲ့ကြတော့ခန်းစစ်တင်မကပဲတိုက်စစ်ပါပုံးဝင်လင်းလင်းကစားပြီးခြေပါကူပြန်သွင်းခဲ့တာကြောင့်သူတို့ရဲ့ဇွဲကိုအားလုံးမြင်ခဲ့ကြရပါတယ်။နီးပြဘူဘစ်စတာကအသင်းကိုကမ္ဘာဖလားပို့ပေးနိုင်ခဲ့လို့2025ခုနှစ်ရဲ့အကောင်းဆုံးအာဖရိကနီးပြဆုကိုပါရရှိထားခဲ့ပါတယ်။ကိဗ္ဗာဒီရဲ့အုပ်စုစဉ်ဖြတ်ကျော်နိုင်ခဲ့တဲ့ဆုလက်ကတော့လာမယ့်ပွဲမှာမက်ဆီရဲ့အာဂျင်တီးနားနဲ့ရင်ဆိုင်ရမှာပါ။ဆော်ရီပွဲကအကောင်းဆုံးကစားသမားဒူအိုင်ဒေးကရိုးသားပြောရရင်အိမ်မက်နေလို့ပါပဲအခုတော့အောင်ပွဲခံအောင်မယ်မနေ့ပြန်ကြမှာအာဂျင်တီးနားပွဲကိုအာရုံစိုက်မယ်ပွဲတန်းဖြစ်မှတေချာပေမဲ့ကုကိုယုံကြည်ရမယ်ဘောလုံးမှာဘာမှမဆိုဖြစ်သွားနိုင်တာပဲလို့ပြောခဲ့ပါတယ်မန်ယူနောက်ကန်လျောဂယ်ရီနဗီကလည်းကမ္ဘာဖလားမှာအသင်းတွေတိုးလိုက်တာမကြိုက်တဲ့လူတွေကဒီကိတ်ပါဒီပရိသတ်ကိုကြည့်ပြီးစိတ်ပြောင်းသွားလောက်ပါတယ်လူကြီး9သိန်းပဲရှိတဲ့နိုင်ငံလေးကရှုံးထက်တက်တာဥရုဂွေးလိုအသင်းကြီးထွက်သွားရချိန်မှာအသေးဆုံးအသင်းလေးကတ်တက်လာတာတော့တကယ်ထူးခြားတဲ့အခိုက်အတန့်ပါပဲလို့ဆိုသွားပါတယ်ဟုတ်ကဲ့ပါတင်ဆက်ပြသတာကိုကြိုက်တယ်ဆိုရင်တော့ like and share and subscribe လေးလုပ်ပေးကြပါခင်ဗျာ